因涉嫌绑架勒索罪，于2025年1月15日被刑事拘留，同年1月20日被逮捕。ယစဝမိုကျူလုံမှုဒီမိုဝေဂျာဝတ်တဂရီ1998ခုနှစ်မတ်လ28ရက်နေ့ပမာလူမျိုးစာတိမန္တလေးတိုင်းမူလနေရလိပ်စာပြည်ထောင်စုမြန်မာနိုင်ငံတော်လာရှိုးမြို့15လမ်းရက်ကွက်1နယ်မြေ1မြမပညာရေးမှာမြမပညာရေးအချင်းမှာသုတ်ထတန်းဖြစ်ပြီးအလောက်အကိုင်ပယံတမရံပေးဆွဲဝိညာဉ်မှုတန်တရားဖြင့်2025ခုနှစ်ဇန်နဝါရီလ15ရက်နေ့တွင်ရစဝမှုချုပ်နှောင်ခံရသည်ထို့နေ့ဇန်နဝါရီလ20ရက်နေ့တွင်